Hello ညီကိုတွေအားလုံးပဲမင်္ဂလာပါ United Way YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Manchester United အသင်းရဲ့အသင်းကောင်းဆောင်လည်းဖြစ်ကွင်းလယ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ Bruno Fernandes ရဲ့အကြောင်းလေးကိုညီကိုတွေနဲ့အတူတူနည်းနည်းလောက်ဆွေးနွေးသွားကြပါတယ်အဓိကအကြောင်းအရာဘာလဲဆိုတော့ကျွန်တော်တို့ Manchester United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes က United အသင်းမှာအမြဲတမ်းအသင့်ရှိနေပြီးရောပေါ့နော်ဒါအားကိုးရဆုံးကစားသမားပြပါဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ Bruno Fernandes ကအသင်းရဲ့အားကိုးရဆုံးကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့လေသူ United ကို2020ခုနှစ်အချိန်မှာအသင်းကိုစရောက်ရှိလာပြီးတော့ပေါ့နော် Bruno Fernandes တန်ရာကြောင့်ပွဲစဉ်အားလုံးပေါင်း9ပွဲကိုသာသူလွဲလျှော့ခဲ့ပြီးတော့တကယ်ကိုမယုံနိုင်စရာကောင်းတဲ့မှတ်တမ်းတစ်ခုကိုသူပိုင်ဆိုင်ထားရပေါ့လေသူရဲ့ကြံ့ခိုင်မှုပိုင်းကဒါ United အတွက်ဒါလက်ရှိအချိန်ထိเนาะပွဲပေါင်းသူ315ပွဲပေါ့เนาะအားလုံးပေါင်း315ပွဲအထိကိုသူပါဝင်ကစားထားခဲ့ပေါ့လေဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘက်ခေတ်ရဲ့အားထုတ်မှုအကောင်းဆုံးကစားသမားတယောက်အနေနဲ့ပြရမယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ Bruno Fernandes ကိုလက်ညှိုးထိုးပြီးပြလို့ရတယ်ပေါ့လေဒါအသင်းရဲ့အခက်အခဲဆုံးအချိန်တိုင်းမှာ Manchester United အသင်းရဲ့အခက်အခဲဆုံးအချိန်တိုင်းမှာပေါ့เนาะသူအမြဲတမ်းအသင့်ရှိနေပြီရပေါ့ဒီပွဲကစားတဲ့အချိန်တိုင်းမှာပေါ့သူ့ရဲ့တန်ချက်တွေကြံ့ခံနိုင်မှုကဒါလုံးဝအမခံမယုံကြည်နိုင်တော့အောင်တကယ်ကြံ့ခိုင်တဲ့ကစားသမားလို့ပြောလို့ရတယ်ပေါ့လေဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ United အသင်းမှာလည်းသူကအသင်းကောင်းဆောင်ဖြစ်တယ်လို့ဒါစိတ်လဲအရန်ကိုဘယ်လိုပြောရမလဲ AC တည်ငြိမ်တဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်ပေါ့လေဒါကျွန်တော်တို့ကွင်းလယ်တိုင်းတွေနဲ့ United အသင်းသားတွေနဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်သူတို့ပြဿနာတစ်ခုတစုံတရာဖြစ်ပြီးဆိုရင်တော့မှသူခေါင်းအေးထားစိတ်အေးထားပြီးတော့ဒါဖြည့်ရှင်းတတ်တဲ့အသင်းကောင်းဆောင်တယောက်မျိုးပေါ့လေနော်အခုလိုမျိုးအသင်းကောင်းဆောင်တယောက်ကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ Manchester United အသင်းအတွက်ကတော့တကယ်ကိုဒါဂုဏ်ယူစရာလို့ပြောရမှာပေါ့လေနော်အသင်းရဲ့အောင်မြင်မှုအတွက်နော်သူမမောမပန်းအားထုတ်ပေးနေတဲ့ Bruno Fernandes ရဲ့သစ္စာရှိမှုနဲ့ဒီစွမ်းဆောင်ရည်ဟာ United သမိုင်းမှာတကယ်ကိုထူးခြားတဲ့အရာတစ်ခုလို့ပြောရမှာပေါ့ဒါညီကိုအနေနဲ့ဘယ်လိုထင်ကြလဲကျွန်တော်တို့ရဲ့ Manchester United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes နဲ့ဒါ Arsenal အသင်းရဲ့အသင်းကောင်းဆောင်နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ Manchester United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကအခုချိန်မှာကမ္ဘာအကောင်းဆုံးကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်အဖြစ်လဲစီးဝင်နေရပေါ့လေညီကိုအနေနဲ့ဘယ်လိုထင်ကြလဲကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးသွားကြပါအားလုံးကိုကျေးဇူးတင်ပါတယ်